ဝိတ်ချတဲ့အခါမှာလူတော်တော်များများကဝိတ်မြန်ကြရင်မကောင်းဘူးလို့ထင်ကြတယ်ဒါပေမဲ့လူတယောက်ဝိတ်ချသွားတဲ့ speed ကိုကြည့်ပြီးတော့မှမဆုံးဖြတ်သင့်ဘူးအရေးကြီးဆုံးကသူဘလို့ဝိတ်ချနီး method ကိုအသုံးပြုတယ်လဲဆိုတာပဲအရေးကြီးတယ်ဥပမာ exercise system ရှိလား diet structure ရှိလားအဲ့ချိန်နဲ့ lifestyle ကိုကောင်းကောင်း control လုပ်နိုင်သလားဆိုတာပဲအရေးကြီးတယ်တယောက်က junk food တွေမစားတော့ဘူး sugar level ကို short ချပလိုက်တယ်ပြီးတော့လေ့ကျင့်ခန်းတွေကိုလည်းလုပ်တယ်တနေ့တာတောက်သုံးရမယ့်ရေပမာဏကိုလည်းဂရုတစိုက်နဲ့ပြည့်မီအောင်တောက်တယ်ဆိုရင်ဒီလို lifestyle တစ်ခုလုံးကိုပြောင်းလဲလိုက်တဲ့အခါမျိုးမှာဝိတ်မြန်ကျသွားတာကတဘာဝပဲဖြစ်တယ်ဒါကြောင့်ဝိတ်အမြန်ကျတာကိုမကြောက်ပါနဲ့တကယ်ကြောက်ရမှာကမတ်သက်မမှန်မဲနဲ့ဝိတ်ချတာ system မရှိဘဲနဲ့ဝိတ်ချတာ lifestyle မပြောင်းလဲနိုင်တာဒါတွေကိုသာအဓိကကြောက်သင့်ပါတယ်ဒါကြောင့်မလို့ body transformation တစ်ခုမှာဝိတ်မြန်ကျသွားတာကိုမကောင်းဘူးလို့မြန်မြန်ဆန်ဆန်မဝေဖန်လိုက်ပါနဲ့အဓိကတော့သူဘလို့ method နဲ့ဝိတ်ချလဲဆိုတာပဲအရေးကြီးတယ်သူ့ရဲ့ဝိတ်ချနေ method ကတကယ်မှန်တယ်သူ့ရဲ့ဘဝနေထိုင်မှုနဲ့လည်းကိုက်ညီတယ်ဆိုရင်သူဝိတ်မြန်မြန်ကျသွားတာကပြဿနာလုံးဝရှိတဲ့ကိစ္စမဟုတ်ဘူးသူ့အတွက်လည်းအဆင်ပြေတယ်ကျန်းမာရေးနဲ့လည်းညီညွတ်တယ်ဒါသူ့ဘဝအတွက်အကောင်းဆုံးသောနည်းစနစ်တစ်ခုဖြစ်တယ်အဲ့တော့ဒီ system တစ်ခုကိုတိစောက်ပြီးတော့ဝိတ်ချသွားတဲ့လူတစ်ယောက်အနေနဲ့ဝိတ်မြန်မြန်ကျသွားတာကဒါအန္တရာယ်ရှိတဲ့ကိစ္စတစ်ခုမဟုတ်ဘူးပေါ့နော်ဒီဗီဒီယိုကမိတ်ဆွေတို့ကြိုးရှိမယ်ထင်ပါတယ်ကျွန်တော်ကတော့ fitness trainer နန္ဒဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်